မိတ်ဆွေတို့အခုမြင်တွေ့နေရတာကတော့ကမ္ဘာအကြီးဆုံးပီဇာကြီးပဲဖြစ်ပါတယ်ဒီပီဇာကြီးကိုတော့အီတလီနိုင်ငံမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီပီဇာကြီးရဲ့အရွယ်အစားကဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိပါတယ်အလေးချိန်အနေနဲ့ဆိုရင်တော့တန်ချိန်ပေါင်း30လောက်ထိရှိပါတယ်စားဖို့မူအယောက်280ကအချိန်4ရက်ကျော်ကြာအောင်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်အန်ဩစရာကောင်းတဲ့ပမာဏရှိတဲ့ကုန်ကျန်းတွေကိုအသုံးပြုခဲ့ရပါတယ်အဲ့ဒါတွေကတော့လေးထည့်ထားတဲ့မုန်ညက်ဆဲ1တန်အနံ့သင်းတဲ့တိမ်ခဲ8တန်အနံ့မွေးတဲ့ခရမ်းချင်သီးဆော့9တန်ပြီးတော့အကြီးရွှမ်းတဲ့ခရမ်းချင်သီးတွေနဲ့ဆက်တဲ့ဝက်ဦးချောင်းတန်ချိန်တော်များများကိုအသုံးပြုခဲ့ရတာဖြစ်ပါတယ်။အေယာမရွယ်စားရှိတဲ့အတွက်ကြောင့်ပီဇာကိုတခါတည်းနဲ့မဖုတ်နိုင်ခဲ့ပါဘူး။အဲ့ဒီစားတီးတန့်တီဆောက်ထားတဲ့မိဖို့ကြီးတွေရာနဲ့ချီပြီးသုံးကအပိုင်းပိုင်းခွဲပြီးဖုတ်ခဲ့ကြပါတယ်။ပြီးဆုံးတဲ့ထုတ်ကုန်ကိုစားလို့ကောင်းတဲ့အစိပ်ပေါင်း2သိန်းထိခွဲခဲ့ပါတယ်။ရောမမျိုးကနေထိုင်သူအလုံးနီးပါးကိုဝေညပေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။သူတို့ကရက်တန်ကြမကြ။အောင်စဖူးရတာကိုခန်းစားခဲ့ကြရပါတယ်။ဒီမှန်းချက်ကြီးတဲ့ project ရဲ့ကုန်ကျစရိတ်ကဒေါ်လာ66000ကုန်ကျခဲ့ပါတယ်။ဒါပေမဲ့အဓိကစုလပ်ကကမ္ဘာစံချိန်တင်ခြင်းတစ်ခုတည်းမဟုတ်ပါဘူးလူထောင်နဲ့ချီတဲ့လူတွေကိုစုစည်းပေးခဲ့တဲ့ထူးခြားတဲ့ပွဲတော်တစ်ခုလည်းဖြစ်ခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့ဆိုရင်ရောအခုလိုရမပီဇာစားသုံးပွဲတော်ကြီးမှာဝင်ရောက်ဆင်နွှဲခြင်းကြပါသလား